ဘာလေးလဲမသိတပတ်ကလေးကို တာတယ်ကွာဖြူအောင်လေးပြောဖိတော့ကောင်းရော ဖိတ်တော့မပါဘူးခင်ဗျာမေ တာရောလေရှင်နိုင်လို့မခွာရပြီနဲ့အဖေတို့ဘဝတနာကြပါလေအချိန်တန်အော်လူလာမြောက်နေဖို့စခါကျိုးသားလေးရတနာကြပါလေအမေတီတွေဖွဲ့ဆိုတိုင်းမှာအဖေများတွေ့အောင်နာပြီတာသမီပေါ်ထားတဲ့ကြအတူတူပါ